ငါတောင်ထိုးလိုက်တဲ့ကိစ္စလေ ဒီမှာဈေးရောက်မကောင်းပါဘူးဆိုမှနင်ကဘူပိတ်အောင်လာလုပ်နေတယ် လောက်တော့ဘာဖြစ်လဲကြီးချောင်းပါရဲ့ ငါချောင်းမချောင်းသိကျင်လေနင်ငါအိမ်ကိုလိုက်ခတ်သားနင်ချွေးကို10လီတာလောက်ထွက်သွားတယ် မွေကျေးဇူးတင်လိုက်တာအခုဘိုးပို့လိုက်တဲ့မွေ surprise ရောက်လေ follower တွေကနှစ်ဆတောင်တိုးလာတာဘိုးကလေအရှမ်းရှင်ကောင်အောင်လောက်တကြဟိုလေအရှမ်းချဝိုင်းတိလားလွတ်လဲပါအောင်တမီးရသွားကြရအောင်နော်သားလေးတို့ရေကိုကြီးဘုံမသွားပြီ ဟဲ့ဘိုးက ဘာတော့ ငါတို့နားကြီးမယ်ဟာနင်မိုင်းတော့နှစ်ချက်မတီးနဲ့ဟာမင်းတို့ကကြာရာဖြစ်တယ်မင်းတို့ကကြာတို့ကရာအမေဟေးကျွန်တော်တိတ်ကမချတယ်တော့ချိုးပါရဲ့ပါဩငါတော့တိတ်ကမချောဘူးဟဲ့အတူ ကြိုင်ပွဲအတွက်အရေးကြီးတဲ့အနိုင်ရှုံးကိုစုံးပြတ်ပေးမယ်ဒိုင်းလူကြီးမင်းဦးတင်ကျော်လက်ဝဲကျိုးဝိုင်းခဲ့လဲဖိတ်ခေါ်ပါရဲ့ရှင် Ladies and gentlemen, I am ဟာထောင်းငါတာဖေခါခွေးသေးသေးတယ်တင်ကြတောင်းတဲ့စောက်ဖွင့်ပြီဘလို့တန်နေလဲအော်နေရဆေးထိုးနေတာနောက်တစ်ချောင်းတော့ထပ်ထိုးလိုက်ပါလားဟင် အဲ့မှာမိန်းမတွေရိုင်းနေညာပေါင်းများဆိုတူတူနေရတော့ကြာမိန်းမမပေးစားပဲနဲ့ယောက်ျားလေးတယောက်နဲ့တညလေးနဲ့ယောက်ျားပေးစားတရားလား လာပြီမစ်စီဘောစီယာ ready တွေပါပြင်မထားဘူးလားဖားတဲ့ငါးနဲ့ခွဲအောင်ကျင်းပါသုံးလုံးစားကြိုက်တဲ့သူတွေရှိလားဘိုးကငါဖြစ်စီသူနဲ့ဘာတွေပဲဖြစ်ခဲ့အချိန်တိုင်းငါဟာပဲ ငါဘသူ့ပိုင်မှမဟုတ်ဘူးအများပိုင် စားမ မစားပါနဲ့ဒါငါသူများလူကိုနင်းတော့မဟုတ်ဘူးလာကြဝိဇာကိုလူစားရတယ်လို့ပြော တရက်ကွက် ဒီကောင်မကိုကြည့်ရတာပါကင်ရောဆက်ရတာမလဲ ပါကင်စစ်ပါရှင်ကားပါကင်လောက်ကိုရှိပါတယ် မင်းစိုးစီးဆိုတာကြားဘူးလားတိရစ္ဆာန်ဝင်နေစီးမှုမှုပဲဟဲ့မင်းစရာသွားရားနေတယ်ဒေါ်လာထွက်နေတာကွာအကြီးစားစကားပြောထားတာအဖြေပြန်ပေးမလား ဒီကောင်ကငါ့ထက်ရှင်းနှတွက်နေတာ လူလိုက်အိုနေရင်လူလိုက်ငိုနေရင်ထူလိုက်အိုဆိုင်ကပိုးလုံးအိုလုံးကပိုးရအိုဖြစ်ရင်အိုခံ လုံးမှာရှိရဲ့ပြိုအိုမိန်းမမှန်တများနဲ့ရှုပ်နေရအောင် ဒါလေးတွေကအတူအစလေးတွေပါຫນွေရှုပ်ထုတ်တွေအကုန်လုံးလေဘိုးကຫນွေကိုချစ်ပြီးကြတယ်အကုန်လုံးရှင်းထားပြီးသားโอเค ကိုကြိုက်တာအိုလုံးကိုလောက်တာပိုးရ ပြင်းလုံးမကောင်းမင်းမရှက်ဘူးလားဗျအဲ့ဒီဖားတစ်ပိုင်းငါးတစ်ပိုင်းကိုမေးဟာ တားလေး ငါ့ကိုအဲ့လိုခေါ်တာငါမကြိုက်ဘူးလို့ပြောထားတယ် တားလေးရလေတားလေး ပေါ်ကြည့်အောင်ကွာဘာဖြစ်တာလဲ နေနဲ့ငါနဲ့ ဒီကငါလည်းနေနေအိုး